တရားမင်းကမြတ်စွာဘုရားကိုဒီမေကွန်းလာလျှောက်တော့မယ်ဆိုတော့ဦးဇင်းတို့မြတ်စွာဘုရားကြီးကဘယ်မှာသတင်းသုံးနေတာလဲဆိုတော့ရာဇဂိုမြို့ရဲ့အရှိတ်ဘက်ဝေဒယိကတောင်ဆိုတာရှိတယ်အဲ့ဒီတောင်နဘေးမှာတောင်ခပန်းမှာအိန္ဒသာလလို့အမည်ရတဲ့လှိုင်ကူကြီးရှိတယ်အဲ့ဒီလှိုင်ကူကြီးဘေးမှာနှစ်ဘဲပင်ကြီးတွေလည်းပေါက်နေတယ်လို့ဆိုတယ်နော်အဲ့ဒီနှစ်ဘဲပင်ပေါက်တဲ့ဝေဒယိတတောင်ရဲ့လှိုင်ကူကြီးထဲမှာတဘာဝအလျောက်ဖြစ်နေတဲ့မိုးလုံးလေးလိုလှိုင်ကူကြီးထဲမှာမြတ်စွာဘုရားသတင်းသုံးနေတာတရားမင်းကမြတ်စွာဘုရားကိုအဲ့ဒီချိန်မှာအင်မတန်ဖူးမြော်ခြင်းတယ်ဘာလို့ဖူးမြော်ခြင်းတာလဲဆိုတော့သူ့မှာအင်မတန်ကြီးကျယ်တဲ့ဆင်းရဲတွေစိုးရိမ်ခြင်းတွေပူလောင်ခြင်းတွေဖြစ်နေတာဘာလို့ဖြစ်တာလဲဆိုတော့သေရမဲ့နမိတ်၅မျိုးတရားမင်းကြီးမှာထင်နေတယ်တဲ့တာဝရိန္ဒနတ်တွေသေတော့မယ်ဆိုလို့ရှိရင်တကူကြီးတဲ့နတ်တွေသေတော့မယ်ဆိုလို့ရှိရင်အဲ့ဒါလိုနမိတ်တွေထင်တယ်လို့ဆိုတယ်သူတို့ပန်ထားတဲ့နတ်ပန်းတွေညှိုးလာတယ်သူတို့ဝတ်ထားတဲ့နတ်ဝတ်နတ်စားတွေနွမ်းလာတယ်သူတို့ရဲ့လက်ကတိကြားကချွေးထွက်လာတယ်နတ်ပြည်မှာမပျော်ဘူးပြီးတော့သူတို့ရဲ့ရုပ်ဆင်းအင်္ဂါတွေလည်းပဲဖောက်ပြန်လာတယ်အဲ့ဒါလိုသေမဲ့နမိတ်၅မျိုးထင်လာတော့တရားမင်းကသိတယ်သူကိုယ်သူငါတော့ဒီအင်မတန်ကြီးကျယ်တဲ့စီးတဲ့ကြီးကိုဆွန့်ရတော့မှာပဲပြစ်ခဲ့ရတော့မှာပဲဒါကြောင့်အင်မတန်ပူလောင်တယ်ဒါကနည်းနည်းလေးကိုချင်းစာကြည့်ပေါ့နော်တခါကြီးဒီမှာမြတ်ဘယ်လောက်ပူလောင်မလဲဆိုတာလောကမှာတကယ်အရေးတကယ်ဘေးဆိုတာအဲ့ဒါပါပဲနော်ခုတခါဓမ္မတို့ဦးဇင်းတို့တွေကဒီဘေးအကြီးကြီးကိုမမြင်တော့ဘေးသေးသေးလေးတွေကိုဘေးကြီးတွေလို့ထင်နေတာဟုတ်လားနောက်ကကြားလိုက်နေတယ်ဆိုတာကိုမသိတော့ဆူးချစ်ခံရတာခွေးဟောင်ခံရတာကိုအကြီးကြီးလို့ထင်နေတာတောထဲမှာကြားလိုက်လို့ပြေးနေတဲ့လူတယောက်မျက်စိထဲမြင်ကြည့်စမ်းပါဗျာတောထဲမှာကြားလိုက်လို့ပြေးနေရတဲ့လူတယောက်မျက်စိထဲမြင်ကြည့်စမ်းပါအသက်လူပြီးတော့ပြေးနေရတာဟုတ်လားအဲ့ဒါကိုခွေးဟောင်ခံရတာကိုငါကိုဟောင်ရကောင်းလားလို့ရက်ပြီးတော့ဝေဖန်နေမယ်ခံစားနေမယ်ဆိုရင်ပိဋကရဲ့ကြားကမှီပြီးတော့ဘာလို့မှလဲကြိုက်မှာပေါ့ဗျာကြားလိုက်လို့ပြေးနေရတဲ့လူတယောက်အတွက်ဆူးချစ်ခံရတာခွေးဟောင်ခံရတာဟာကြီးကျယ်တဲ့ဒုက္ခလို့ပြောလို့ရမလားခုတရားဓမ္မတို့ဦးဇင်းတို့ရဲ့နောက်မှာသေမင်းကလိုက်နေတယ်ကြားလိုက်နေတယ်ဒါပေမဲ့အဲ့ဒီကြားလိုက်ခံနေရတယ်ဆိုတာကိုမသိတဲ့အတွက်ကြောင့်သိတော်လည်းပဲမေ့လျော့ထားတဲ့မသိခြင်းနဲ့အတူတူဖြစ်တဲ့မေ့လျော့နေတဲ့အတွက်ကြောင့်လူကဲရတာလူချီးမွမ်းတာဆိုတဲ့ခွေးဟောင်ခြင်းနဲ့တူတဲ့ကိစ္စတွေကိုအရေးထားနေတာလောကရန်ဆိုးတွေနဲ့တွေ့ခြင်းလို့ဆိုရတဲ့ဆူးချစ်ခံရတာကိုအလေးထားနေတာတကယ်စင်စစ်ဆူးချစ်တာခွေးဟောင်တာဟာကြားလိုက်ခံနေရတဲ့လူတယောက်အတွက်အရေးကြီးပါသလားအေးအရေးတွေဘာလို့ကြီးကြီးနေလဲဆိုတာအဖြေပေါ်ပြီနော်အရေးတွေဘာလို့ကြီးနေတာလဲသေမင်းဒီဟူသောကြားကြီးလိုက်ခံရတဲ့ဘေးကိုတကယ်မမြင်လို့တကယ်သေးသေးလေးဘေးကအကြီးကြီးလို့ထင်ပြီးတော့လူကိုခြောက်ခြားစေနေတာသဘောကျရဲ့လားအေးအခုလည်းပဲတရားမင်းကြီးမှာတကယ်အရေးတကယ်ဘေးတွေ့ပြီနော်အေးသင်္နမိတ်၅ပါးထင်ပြီးတော့တတိပေးလာပြီအနိစ္စကပြင်းပြင်းထန်ထန်တကားခောက်လာပြီမဖွင့်လို့မရတော့ဘူးအဲ့ဒီမှာ तू အကြီးအကျယ်ပူလောင်တယ်အကြီးအကျယ်စိတ်ဆင်းရဲတယ်အဲ့တော့ तू စဉ်းစားတယ်ဒီလောက်ကြီးကျယ်တဲ့စိတ်ဆင်းရဲခြင်းကိုယ်ဆင်းရဲခြင်းနော်ဒီလောက်ကြီးကျယ်တဲ့ဒုက္ခမြတ်စွာဘုရားမှာလွဲလို့ဘယ်သူမှငြိမ်းအေးစေမှာမဟုတ်ဘူးငါမြတ်စွာဘုရားဒီသွားမယ်ဆိုပြီးတော့ဘုရားဘယ်မှာသတင်းသုံးလဲလို့သူအဘိညာဉ်သူတို့ရဲ့နတ်တကူနဲ့ကြည်တော့မြတ်စွာဘုရားဝိရိဒတောင်ရအိန္ဒသာလလှိုင်ကိုပါသတင်းသုံးတာကိုသူတွေ့တယ်အဲ့ဒီတော့သူဘာလုပ်လဲဆိုတော့ဘုရားဖူးဖို့အတွက်နတ်သားနတ်သမီးတွေအများကြီးခေါ်တယ်သူတယောက်တည်းသွားတာမဟုတ်ဘူးအများကြီးခေါ်တယ်အထူးသဖြင့်ပြင်စတိခခေါင်းဆောင်တဲ့နတ်တွေအများကြီးခေါ်တယ်ဘာလို့ခေါ်တယ်လဲဆိုတော့သူကလွန်ခဲ့တဲ့2ရက်3ရက်လောက်တုန်းကဘုရားသွားဖူးသေးတယ်ဗျအဲ့ဒီတုန်းကမြတ်စွာဘုရားကသူ့ကိုညံမရင်သေးဘူးဆိုပြီးတော့အတွေ့မခံဘူးဖလားသမပဝင်စားနေတာသူမြတ်စွာဘုရားကိုသွားပြီးတော့ဖူးမြော်ခွင့်မရအောင်ပြန်လှည့်ခဲ့ရတာ